မင်္ဂလာပါဒီနေ့မှာတော့တန်သားဆရာကောင်းလေးကျူချီဆရာမလေးလူကီအကြောင်းကိုတက်ဆက်ပေးသွားမှာဖြစ်ပါရဲ့ကျင်းတဲ့တက်ပါကလည်း subscribe လေးလုပ်ပေးဖို့လေတောက်စီချင်ပါဗီဒီယိုလေးကိုခုပေးဆက်လိုက်ကြရအောင် let's go သူတို့ရဲ့မိဖတွေကတရုတ်ပြည်မှာလှုပ်ကြပြီးတော့သူတို့ယုံကြည်ရရဲ့ဆရာမလေးလူကီစီမှာကြားဟတာကြရဲ့တဲ့တားလေးရဲ့ခုမှအတိတ်ရောက်တာဆိုတော့ထန်ကုန်လေးမှာထိုင်နော်ကဲပြတည်ရှင်ဘာသာအုပ်လေးထုတ်ရမှာလဲတည်ရေးဗျရတယ်မထုတ်နိုင်အောင်ထိုင်နေအောင်နော်ဟုတ်ကဲ့တစ်ဆိုင်လောက်ပါဗျကျိုးပေါ်ဘေးနားထားမှာလေးဗျအဆင်ပြေနေရာမှာထားလိုက်ဖို့ကွယ်ဟုတ်ကဲ့တည်ရှင်အဲ့လိုပြောပြီးတော့ထိုင်လိုက်ပါတော့တယ်ဟာတားလေးနာမည်ဘယ်လိုခေါ်လဲအာကာပါဗျအသက်ကရော9နှစ်ပါဗျအတန်းကရောနှစ်တန်းတက်မှာပါဗျအဲ့ဆိုဆရာမတင်ရှာလေးမင်းမင်းနော်ဟုတ်ကဲ့ရပါရဲ့ဗျစနစ်နဲ့9ပေါင်းရင်ဘယ်လောက်လဲတာအားကစနစ်နဲ့9ပေါင်းရင်မသိရင်လက်ထောင်ပြီးတွက်နေနော်ဟုတ်ကဲ့ပါဗျတီရှယ်ဆရာမကိုတီရှယ်လို့မခေါ်ရင်မြန်မာဆန်းဆန်းဆရာမလို့ခေါ်လားကွဟုတ်ကဲ့ပါဗျဆရာမလို့ခေါ်ပါမယ်ဗျဟုတ်ပြီအဲ့ဆိုရင်စာကိုနောက်မှဆက်ရေးတော့နော်စန်တရားလေးတိကျရအောင်ဟုတ်ကဲ့ပါဗျတားလေးကစန်တရားတိတာဝတနာပါလားပါရဲ့ဗျကျွန်တော်ကစန်တရားတိတာကြိုက်လေးကြိုက်ပါရဲ့ဗျတော်ဆရာမအင်တာခဏသွားလိုက်အောင်မယ်နော်ဟုတ်ကဲ့အဲ့လိုပြောပြီးအင်တာတက်ပြီးရနဲ့ပြန်တက်လာပါတော့တယ်ဟာတော်နော်အေးဆိုရင်ဆရာမစားလေးမေ့နော်တောက်โอเคဗျစားလေးမေ့ခင်နေ့လေးစားလေးရင်စားမယ်နော်ဟုတ်ဆရာမလောက်တာလားဗျဟုတ်တယ်လေဘာဖြစ်လို့တော့ဆရာမလောက်တာကောင်းရဲ့ဗျဟုတ်တာပေါ့ဆရာမလေးကိုရင်လောက်ထားတာတားလေးစားဖို့တဲ့ကျေးဇူးတင်ပါရဲ့ဗျကျေးဇူးတင်ကြမလို့ပါဘူးတားရဲ့မိဖတွေကလည်းအဲ့လိုလုပ်ကြည့်ဖို့တဲ့ပတ်စံပေးပြီးတာဟုတ်ဗျအေးဆိုရင်ဘယ်လောက်ရအောင်စနစ်နဲ့ကိုနဲ့ပေါင်းရင်19ပါဗျတော်ရဲ့အေးဆိုရင်ဆီယမတော့အောက်ထက်မှာအခုမှစတာပေါ့တားလေးဟုတ်ပါပြီဗျတော်ရဲ့အောက်ထက်သွားပြီးရတယ် TV ခဏသွားကြည့်မယ်လေဟုတ်ကဲ့ပါဗျဟာဟို TV လေးကြည့်ပြီးပြီဆိုတော့အပေါ်တက်မယ်နော်ဟုတ်ကဲ့ပါဆီယမဆရာမမေးထား50နဲ့17နဲ့ပေါင်းရင်50နဲ့17နဲ့ပေါင်းတိဆရာမ60တဲ့ပါဗျတော်စာစောပြလေပြီးတော့ဆရာမစာမေးထားတာဟုတ်bla ဟိုရှင်းတော့ဘလာလောက်လိုက်တာတော်တားလေးကအဲ့ရလေးတူတာပေါ့ဟုတ်ကဲ့ဗျတော်ရဲ့အဲ့ဆိုဆရာမ free time လေးပေးမယ်နော်ဟုတ်ကဲ့ yay free time yay ဒီလောက်ဆိုရင်စပင်းစီအဝက်လောက်ပြီးတင်နေအဲ့အကြောင်းဆရာမတော့တားကိုအင်းလိုက်ပို့မယ်နော်ဟုတ်ကဲ့ဗျဆရာမကျုပ်ဘက်ယူပေးမယ်နော်ဟုတ်ကဲ့ဗျခဏနေဟုတ်ကျုပ်ဘက်လေးယူပြီးပြီဆိုတာနဲ့ဆရာမတော့အင်းလိုက်ပို့မယ်နော်ဟုတ်ကဲ့ပါဗျဆရာမဟိုးညောင်းလိုက်တာတရားတဲ့လာလေးစတင်ရရတယ်တယောက်ဖြစ်မနေ့ပြန်ဆိုရင်ငါចောင်းပိုက်တော့ဝတ်တာဖုံသွားရမယ်ចောင်းလေးပို့ပြီဒီလိုကြီးကငါအမြင်စိတ်ကြည့်နေပါလားမတင်လာကြတော့မတင်ထားလိုက်ပါလေသူ့မှာသူလုံနေရပဲနေမှာပါထပ်ကြည့်လိုက်ပါအောင်မလေးငါအမြင်စိတ်ကြည့်နေပါသူ့ရဲ့ကြည့်ရတယ်ကြောက်ကြရည်ထားလိုက်ပါလေအင်းမြန်သွားမှအဲ့လိုနဲ့ညရောက်သွားပါတော့တယ်တွတ်လေးကံမကောင်းကြရဲ့ဖြစ်လာခဲ့ပါရဲ့ချင်းကျမဘာလုပ်တာလဲဘာမှမလုပ်ပါဘူးကွာဟိုလိုဝင်းညရှိလို့သွားမလို့ဟိုလိုဝင်းညဝေးလို့တွေလေရှင်ယူနေရလားမယူပါဘူးဟိုမှာကြိုလုပ်နေကြပါကျမလွတ်နော်မလွတ်ပါရိုက်မယ်နော်မလုပ်ပါဘူးကျမလွတ်နော်ပြင်းနေရတော့ကျမလွတ်တယ်ပို့ရှင်လွတ်တယ်လေဘာဖြစ်အောင်ရော့ကွာရော့မလုပ်နိုင်လို့ကျမရက်လိုက်စမ်းခုချင်းရပ်ဘူးကွာမင်းလက်ကများရော့ငါ့
ကိုမြန်လာပြီးတော့ကိုထိလက်ရောက်လုပ်တယ်လာခဲ့စမ်းဟာသူ့အင်ကိုပို့ပြီးပြီဆိုနေဟာအင်ဂျီလေးလိုက်ပါအောင်ငါမဟုတ်တန်တရားဝင်မှာသူ့ကိုပြက်ရှင်းပြီးဆိုဒီနေ့ကြောက်မှာလက်ဆက်သွားတာပဲသူ့ကိုပြက်ရှင်းပြီးဆိုနေငါအိရှမ်းပြီဟာဒါကိုမတိသေးလေအာကတယောက်ကြောင်းတော့ဖို့ပြင်မာတော့တယ်ဟာဒီနေ့ကြောင်းတော့ရအောင်ကြောင်းတော့ဖို့အင်ဂျီလေးလိုက်ပါအောင်သူကလေဘာမှမသိရှာပါဘူးကြောင်းပေးတော့ဖို့အာရုံရနေဟာဒီနေ့မှာရှာမတော့မကြိုပါလားရှာမလှုပ်ရှုပ်လို့နေမှာပါညလည်းမိုးရတော့ရွာတော့မုံမီနေရနေမှာပေါ့မောင်ရင်လည်းအလှုပ်ရှုပ်နေရနေမှာပေါ့ကွာဟာဆီယမဘာဖြစ်တာလဲဆီယမထောင်းနေဆီယမထောက်အောင်လို့ဆီယမမြောက်ရေးခေါ်လိုက်ကိုကြမလို့ပါဘူးကိုရေးရလာပါပြီကိုရေးဆေးရုံပို့လိုက်အောင်ဟာတတဟိုဆီယမဘလို့နေနေပြစိတ်မကောင်းတာကနဲ့ပဲဆရာတော့အတက်နဲ့ဆုံးလုပ်ပေးပါစိတ်မကောင်းတာနဲ့ပဲတည်တော့ခဲ့ပါဘာကျွန်တော်ကဆရာမကြောက်ပဲရှိပါလေကျွန်တော်မိပါရလေတရုတ်မှလေကျွန်တော်ဘလို့နေရမှလဲဆရာမကြီးဟာဖြစ်မဖြစ်ရလေကွာဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲတင်းနဲ့တက်တယ်ဆိုရင်လက်အစခွာလေးလုပ်ပေးဖို့လေတောက်ဆွချင်ပါတယ်ဗီဒီယိုလေးကြည့်လို့ကောင်းမယ်လို့ထင်ပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲဘိုင်ဘိုင်